Shalom အားလုံးမင်္ဂလာပါကျွန်တော်ဒီညမှာပေါ့နော်မမျော်လင့်တဲ့ဒီနေ့မှာနေဝင်ခဲ့ရင်ဆိုတဲ့သချင်းနဲ့ကျွန်တော်အသက်တာတွေကိုပြန်ဆန်းစစ်ဖို့အတွက်ဒီသချင်းလေးကိုကျွန်တော်တို့ချီးမွမ်းပြီးဆိုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကမ္ဘာလောကမှာနေထိုင်တဲ့ပုထုဇဉ်လူသားတွေအားလုံးဟာအချိန်မီလောကကြီးကနေကျွန်တော်ထွက်ခွာသွားနိုင်တယ်။အဲ့ဒီထွက်ခွာသွားနိုင်တဲ့အမှုရာအတွက်ကျွန်တော်တို့အတွက်နောင်တမလုံးမှာစိတ်ချစရာနော်လမ်းကိုကျွန်တော်တို့ရရှိထားဖို့လိုပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့ဒီကမ္ဘာမြေကြီးကိုမထွက်ခွာသွားခင်မှာစိတ်ချစရာရှိဖို့အတွက်ဒီမမျော်လင့်တဲ့ဒီနေ့မှာနေခဲ့မယ်ဆိုရင်သင်ဟာနော်သခင်ယေရှုခရစ်တော်ကိုယထားပြီလားမယထားဘူးလားဆိုတာကိုကျွန်တော်တို့တွေပြန်လည်ဆန်းစစ်ရင်းနဲ့ဒီသချင်းကိုကျွန်တော်တို့တွေနှလုံးသားထဲမှာဆင်ခြင်ဖို့အတွက်ပေါ့နော်ဒီလိုလေးသိဆုံးမှာဖြစ်ပါတယ်တေချာစင်စားမိတ်ဆွေအချိန်တွေကတရွေ့သွားနေပြီမျော်လင့်တဲ့ဒီနေ့မှာနေဝင်ခဲ့နတ်တော်နေဟာငါတို့မပိုင်ဘူးနော်ဒီလောကကြီးအောင်ကြည့်နေဘူးလေရုံးကနေနဲ့ဝမ်းတော်တယ်မျော်လင့်တဲ့ဒီနေ့မှာနေဝင်ခဲ့စီစဉ်စကြဝဠာနေဖို့တဲ့ဒီနေ့ဟာဖို့ရဲ့ချစ်တဲ့ချင်းရှိတော့မှပြန်ဆန်းစစ်ပါ Making my just as I may swing, changing out the year with me. That when it's so sure, maybe, but they are with ya. Just as I cheap, the little dress they charity love. But